အသက်နဲ့ရင်မီရှာဖွေရတဲ့ကြောက်ဆောင်ဘော်ကတောင်ကျပြားရည်စစ်စစ်ဒါကတော့ကြောက်ဆောင်တွေပေါ်မှာပဲပြားအောင်ဆွဲလေးရှိတဲ့တောင်ကျပြားရည်ပဲဖြစ်ပါတယ်ဒီပြားရည်ကိုရဖို့အတွက်ပြားဖို့သမားတွေဟာအသက်အန္တရာယ်ကိုဘီးမဆိုင်ပဲလေကားတွေနဲ့စွတ်စွတ်ဆာဆာတက်ချရတာပါပြားအောင်တွေကဝေးလံခေါင်တည်တဲ့နေရာတွေမှာရှိနေတယ်လို့ဘာညဉ့်ညမ်းမှုမှမရှိတဲ့တောပန်းမျိုးစုံရဲ့ဝိရည်တွေနဲ့ဖန်တီးထားတာမို့အရေးသွေးကတော့အကောင်းဆုံးလို့ပြောလို့ရတာပေါ့ပြားတွေရဲ့တိုက်ခိုက်မှုကိုရှောင်ရှားဖို့အတွက်ပြားဖို့သမားတွေဟာတစ်ကိုင်းတွေကိုမီးရှို့ပြီးမီးကိုမှိုက်တိုက်တဲ့နီလန်းကိုတုံးကြပါတယ်မိခိုးတွေကပြားတွေရဲ့အနက်ခံအာယုံကိုထွေပြားသွားစေပြီးရံမိုးကျင်စိတ်ကိုခိတ္တရှော့ချပေးတာပါတချို့ဆိုရင်တော့ပြားတွေထွက်ပြေးသွားအောင်မိတို့တွေနဲ့ပြားအောင်ကိုအသားအရာတိုးထိပြီးဖုယူကြပါတယ်ဒါပေမဲ့သူတို့ကပြားအောင်တစ်ခုလုံးကိုအမြင့်ပြတ်ယူပစ်တာမျိုးမဟုတ်ပါဘူးပြားရဲ့အများဆုံးရှိတဲ့အပေါ်ပိုင်းနိုးနှစ်ရောင်အစိပ်ပိုင်းကိုပဲလှီးယူပြီးကျန်တဲ့အပိုင်းကိုတော့ပြားတွေဆက်လက်ရှင်သန်နိုင်ဖို့နဲ့ပြားတွေထပ်မံထုတ်လွှတ်နိုင်ဖို့အတွက်ခြံထားပေးခဲ့ကြတာပါကဲတကယ်ချင်းတို့ရောဒီလိုအသက်နဲ့ရင်မီရှာဖွေထားတဲ့ပြားရည်စစ်စစ်ကိုညီးဆန်းကြည့်ကြင်လားဒါမှမဟုတ်ဒီထက်ပိုအန်ဒီရဲ့ကင်းတဲ့ပြားခွက်နီးတွေရှိနိုင်မလားကွန်မန့်မှာပြောခဲ့အောင်နော်